တိတရခလုတ်တိုက်ဖူးတဲ့သူ့အိမ်ရှိရေမြောင်းဖုံးလေးအစပန်မပေးဖြစ်တဲ့ဇီးစဝါပွင့်လေးအစုံအိမ်ပြန်နှုတ်ကြတဲ့သားငယ်အတွက်ဖေးမသိအောင်ခူးထားတဲ့အုပ်စောင်းအောက်ကအိတ်ချင်အောင်ဆောင်အမေထမင်းပွဲလေးအကြောင်းခြံလုံးချင်းလို့မွေးထားပေမဲ့လာသမျှသစိမ်းရှာနဲ့ရက်တက်တဲ့အိမ်ကခွေးလေးအကြောင်းငယ်မျိုးလေးရဲ့တတိယလိုက်တာကွယ်သူ့နှစ်သက်ဆက်နဲ့မတန်လို့ဝေးခဲ့ရတဲ့ပန်းပွေဟာကျွန်တော်ဖြစ်တယ်လို့အဖေစုတမ်းမခံနိုင်လို့ပြေးခဲ့ရတဲ့သားငယ်ဟာကျွန်တော်ပဲဖြစ်ပါတယ်စမ်းကြော်စွာဝင် ဒီကြပြလေးကိုနှစ်သက်တယ်ဆို like and subscribe လေးလုပ်ပေးသွားပါဦးခင်ဗျာနောက်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော်